အုပ်စုလိုက်တစ်ပင်ပေါ်တက်ပြီးဆော့နေတဲ့ဒီလေးတွေပဲဖြစ်ပါတယ်တစ်ပင်ပေါ်ကဲကြည်စမ်းမအောင်ညာအုပ်စုလိုက်ကြီးတက်ဆော့တယ်ပြုတ်ကြရင်ခြေောက်တွေပါကျိုးကုန်မိဘတွေကမသိကြဘူးလားမသိဘူးကလေးကြည်စမ်းမအောင်ရွှေစင်ညိုကြီးပါလို့ဝဲမထွေးလို့ဝဲဆော့နေကြတာကြည်စမ်းမအောင်ဒီကလေးတွေတော်တော်ကိုဆိုးနေပါပြီတစ်ပင်ပေါ်ကပြုတ်ကြခြေကျိုးလက်ကျိုးဖြစ်မှာမိဘတွေကမသိကြလားမသိပါဘူးဗျာမိဘတွေကိုယ်ရတော့ဆော်နေကြတာဒီကလေးမိဘတွေလည်းဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ကိုသားသမီးကိုထိန်းလို့ရအောင်လို့ပြင်ပေးလိုက်ရခြင်းဖြစ်ပါတယ်ကလေးရတော့ရက်ဆက်ပါတယ်ဗျာဆော်လိုက်ကြတာလက်ကိုလမ်းပါတယ်ကလေး